လူပေါင်း3သိန်းသောကျော်တွေကရွေးချယ်ခံခဲ့ရတယ်။ကောင်မလေး6ယောက်။ပွဲဥထွက်ပြီးတစ်နှစ်ကျော်2နှစ်အတွင်းမှာတင် Grammy ဆုရဖို့အထိနှီးစပ်ခဲ့တဲ့ပထမဦးဆုံးဂလိုဘယ်ပေါ့အဖွဲ့။ဟုတ်ပါတယ်။သူတို့ကတော့အခုလက်ရှိတစ်ကမ္ဘာလုံးကလူတွေရဲ့အာရုံစိုက်မှုကိုအပြည့်အဝခံနေရတဲ့ကတ်ဆိုင်အဖွဲ့ပဲဖြစ်ပါတယ်။သူတို့ကဘယ်သူတွေလဲ။ဘာလို့အလောက်ထိအချိန်တိုလေးအတွင်းမှာအောင်မြင်လာခဲ့ကြတာလဲ။စသဖြင့်ပေါ့ဗျာ။သူတို့နဲ့ပတ်သက်ပြီးတော့နောက်ကလှုပ်ဝက်ချက်တွေနဲ့သူတို့အဖွဲ့ရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပါGlobal Pop ဆိုပြီးတော့ Generation တစ်ခုကိုမွေးဖွားပေးလိုက်တဲ့ကတ်ဆိုင်အဖွဲ့အကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်ဒီ2023ခုနှစ်မှာကျင်းပခဲ့တဲ့ Dream Academy ဆိုတဲ့ Survival Show ကြီးစီကိုကျွန်တော်တို့ပြန်သွားရပါလိမ့်မယ်ဒီ Survival Show ကြီးကိုတော့ BTS ဖွဲ့တို့လိုမျိုးအောင်မြင်ဆုံး K-pop အဖွဲ့တွေကိုမွေးထုတ်ပေးနေတဲ့ကိုရီးယားက Hype Company နဲ့အမေရိကန်ရဲ့ဩဇာရှိဆုံး Japan Record တို့ကနေပူးပေါင်းပြီးတော့စီစဉ်ခဲ့တာဖြစ်ပြီးတော့ဒီပြိုင်ပွဲကိုနိုင်ငံတည်ကစီရင်ပေးပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့သူကစုစုပေါင်း3,000 ဝန်းကျင်လောက်ကိုရှိခဲ့တာပါအဲ့ဒီထက်ကနေမှပြိုင်ပွဲဝင်အယောက်20ကိုစစ်စစ်ရွေးချယ်ပြီးတော့ခေါ်ယူခဲ့ပါတယ်အစားပိုင်းမှာတော့ပြိုင်ပွဲဝင်အယောက်20လုံးကိုပွဲဥထွက်ခွင့်ပေးမဲ့ပုံစံမျိုးနဲ့ပဲအတီးပေးခေါ်ယူခဲ့တာဖြစ်ပြီးတော့လအတော်ကြာတဲ့ဒီ training room မှာပဲလေ့ကျင့်မှုတွေလုပ်ပေးခဲ့တာပါ performance ပိုင်းမှာဆိုရင် High Company ဘက်ကလေ့ကျင့်ပေးတဲ့ K-pop ရဲ့အငွေ့တက်တွေပါတယ်လို့ဗိုလ်ကပိုင်းမှာလည်း Japan Record ဘက်ကအဓိကထားလေ့ကျင့်ပေးတာမျိုးတွေအထိပါလုပ်ခဲ့ကြတာပါအဲ့လိုနဲ့တရက်မှာတော့ပြိုင်ပွဲဝင်အယောက်20လုံးကိုခေါ်ပြီးတော့သူတို့အယောက်20ကဒီ Survival Show ကြီးတစ်ခုကိုပြန်ရမယ်အဲ့ဒီထက်ကနေမှ6ယောက်ကိုပဲရွေးချယ်ပြီးတော့ပွဲဥထွက်ခွင့်ပေးမယ်ဆိုတဲ့အကြောင်းကိုရုတ်တရက်ကြီးအတည်ပြုလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းကစပြီးတော့ပြိုင်ပွဲဝင်တွေကအချိန်ကာလအားဖြင့်3လလောက်ကြာတဲ့အထိပြိုင်ပွဲရဲ့ခရီးစဉ်တစ်ချောင်းလုံးကိုတစင်ချင်းစီရှင်ပြိုင်ခဲ့ရကနေနောက်ဆုံးမှာတော့အခုလက်ရှိအဖွဲ့ဝင်6ယောက်ကိုဝင်နာအနေနဲ့ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ် Now, one more time, can you guys make some noise for Kansai? အဲကြောင့်မို့လို့လေကတ်ဆိုင်ဖွဲ့ကိုကြည့်မယ်ဆိုရင် K-pop နဲ့ Western Pop တစ်ခုကိုပေါင်းစပ်ထားတဲ့ Global Pop ဆိုတဲ့ Generation အသစ်တစ်ခုရဲ့ခံစားချက်မျိုးကိုရစေပါတယ်အဲ့ဒီမှာ K-pop နဲ့ဘာခေါ်တာလဲဆိုရင်တော့ဒီဖန်တီးမှုအပိုင်းမှာပို့ပြီးတော့ freedom ဖြစ်တယ်လွတ်လပ်တယ်ဆိုတဲ့ခံစားချက်မျိုးကိုပို့ပြီးတော့ရကြပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ K-pop ဘက်မှာအရန်တက်ချက်ထားတဲ့စီးပေါင်တချို့ကိုကြော်ပြီးတော့ဒီ performance အပိုင်းမှာအသေးစမ်းတွေလုံးပြလို့ရှိရင်လေပြဿနာတက်နိုင်ခြင်းနည်းသလိုဒီတချင်းဆိုတဲ့အပိုင်းမှာလည်းဒီ international language ကိုသုံးပြီးတော့ဆိုတာများတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ globally pop ကပို့ပြီးတော့မြန်ဆန်သွားစေတယ်ဆိုတဲ့အချက်တွေကဒီ K-pop နဲ့ global pop ကြားမှာခွာခြားသွားစေတဲ့အဓိကအကြောင်းအရာတွေလို့ပဲပြောရမှာပါဒီမှာ K-pop ရဲ့အမာခံဖန်တွေကိုကြိုပြီးတော့တောင်းပန်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကဘယ်သူကပိုတာတယ်ဆိုပြီးတော့ပြောချင်တာမျိုးမဟုတ်ပါဘူးဒီ creative ဘိုင်းနဲ့လောက်ကဘိုင်းတွေမှာပို့ပြီးတော့ဒါဝါတယ်ဆိုတာကိုပဲကျွန်တော်ကအဓိကထားပြောချင်တာဖြစ်ပါတယ်ဆိုတော့ဆက်ရမယ်ဆိုလို့ရှိရင်အခုလိုမျိုး talent အပြည့်ရှိပြီးတော့အရန်တော်တဲ့ကောင်မလေး6ယောက်ကို on stage ပေါ်ကိုတင်ပေးလိုက်တဲ့အချိန်မှာတော့ထင်ထားတာလည်းပို့ပြီးတော့မြင်မြန်ဆန်ဆန်အောင်မြင်သွားတယ်လို့ပဲပြောရမှာပါကတ်ဆိုင်ပွဲဟာ2024ခုနှစ်ဇွန်လမှာ debut ဆိုတဲ့တခြင်းနဲ့ပွဲဥထွက်ခဲ့ပြီးတော့အစားပိုင်းမှာပရိသတ်တွေရဲ့အာရုံစူးစိုက်မှုကိုသိမရခဲ့ပါဘူး။အဲဒီနောက်ပိုင်း Netflix ကနေလွှင့်တဲ့ Poster Academy ဆိုတဲ့ show မှာသူတို့အဖွဲ့ရဲ့ Dream Academy ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဒီ Training Round တွေက Reality ဆန်နဲ့နောက်ွယ်က behind the scene တွေနဲ့ချပြလိုက်တဲ့ချိန်မှာတော့ကစားအဖွဲ့ကိုပရိသတ်တွေစပြီးတော့သတိထားမိလာခဲ့ကြပါတယ်။နောက်သူတို့အဖွဲ့ကိုနောက်တစ်ဆင့်မြင့်ပေးလိုက်တဲ့တခြင်းကတော့ဒီတက်ဆိုတဲ့တခြင်းကပရိသတ်တွေကြားထဲမှာဒါမက K-popper တွေကြားထဲမှာပါရေပန်းစားလာခဲ့ပြီးတော့ TikTok ပေါ်မှာဒီတခြင်းနဲ့ dance challenge video တွေကတန်းနဲ့ချီအောင်ပေါက်ခဲ့တဲ့အချိန်မှာတော့ကဆိုင်ဖွဲ့ကိုအားပေးမဲ့ဖန်ဖီးတစ်ခုထပ်ပြီးတော့ရလာခဲ့ပါတယ်။နောက်အမိုင်စား performance တွေနဲ့အသစ်ထွက်ရှိလာခဲ့တဲ့နာလီဆိုတဲ့တခြင်းထွက်လာပြီးတော့ဒီတခြင်းကသူတို့အဖွဲ့ရဲ့ပထမဆုံး Billboard Hot 100 စီးမှာဝင်ခဲ့တဲ့တခြင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။နောက်သူတို့ရဲ့အရင်ပုံစံလေးနဲ့ကွဲထွက်ပြီးတော့လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ Gabriella တခြင်းထွက်ရှိလာပြီးတော့ဒီချင်းတွဲပြီးတဲ့နောက်ပိုင်းမှာတော့ကတ်ဆိုင်အဖွဲ့ဟာတားဆီးလို့မရအောင်မြင်လာတော့မဲ့အဖွဲ့ဆိုတာကိုဒီတချင်းကနေတဆင့်တက်တည်ပြနိုင်ခဲ့တယ်လို့ပဲပြောရမှာပါအဲဒီနောက်ပိုင်း2025ခုနှစ်နိုဝင်ဘာလမှာကတ်ဆိုင်အဖွဲ့ရဲ့ကမ္ဘာလက်ဖျော်ဖြေခီးစဉ်ကိုစတင်ခဲ့ပြီးတော့ကမ္ဘာနိုင်ငံအသီးသီးကပြည်သက်တွေကိုတကယ်ကောင်းပါတယ်ဆိုတဲ့သူတို့ရဲ့အတန်ပါဝါတွေအကောင်းဆုံး performance တွေကိုချပြနိုင်ခဲ့ပါတယ်။ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကစားအဖွဲ့ဟာ indoor performance ဘိုင်းမှာဒါမကဒီ live stream performance ဘိုင်းတွေမှာလည်းတကယ်ကိုအများကြီးပြင်ဆင်ပြီးတော့သူတို့ရဲ့ပြည်သက်တွေကိုအကောင်းဆုံးတွေပဲပေးစွမ်းခြင်းနဲ့ global pop အဖွဲ့တစ်ဖွဲ့ဆိုတာကိုတော့မေးခွန်းထုတ်စရာမရှိလောက်အောင်ပါပဲ။သိမကြသေးခင်ကကျင်းပခဲ့တဲ့ကိုချက်လာပွဲမှာလည်းပါဝင်တီဆိုခွင့်ရခဲ့တယ်လို့နာမည်ကြီး music award စုဝေးပွဲတိုင်းလိုလိုမှာလည်းတီဆိုဖျော်ဖြေခွင့်ရခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။ကစားအဖွဲ့ဟာ2025ခုနှစ်
VMA စုပေးပွဲမှာသူတို့ရဲ့တက်သချင်းနဲ့ Performance of the Year ဆုကိုရခဲ့ပြီးတော့2026ခုနှစ်မှာကျင်းပခဲ့တဲ့ Grammy စုပေးပွဲမှာတော့ဆုရဖို့အထိတော်တော်လေးနှီးစပ်ခဲ့တယ်လို့ပြောရမှာပါအဲ့ဒါအပြင်တိတ်မကြသေးခင်ကကျင်းပခဲ့တဲ့ American Music Award စုပေးပွဲမှာဆိုလို့ရှိရင်လည်း New Artist of the Year ဆု Breakthrough Pop Artist ဆုနဲ့Best Music Video ဆုဆိုပြီးတော့ဆု၃ခုစလုံးကိုတပြိုင်တည်းသိမ့်ပတ်သွားနိုင်ခဲ့တာပါဒါတွေကတော့အခုလိုမျိုးရေချားမြေချားနိုင်ငံတည်တည်ကနေမိဘတွေနဲ့ခွဲခွာပြီးတော့ခက်ခဲနဲ့စူးစမ်းအားထုတ်ကြရတဲ့သူတို့ရဲ့အကောင်းဆုံး achievement တွေလို့ပဲပြောရမှာပါကစားအဖွဲ့ရဲ့အခုလိုမျိုးအောင်မြင်မှုတွေကိုကြည့်ုံနေတယ်ကစားဆိုရဲ့ Global Pop အဖွဲ့ဟာကျွန်တော်တို့ generation မှာဒါမကနောက် generation alpha တွေအထိပါလွှမ်းမိုးနိုင်ပြီးတော့ဒီထက်ပိုမိုက်တဲ့ပိုကောင်းတဲ့တခြင်းတွေနဲ့သူတို့ရဲ့ပရိသတ်တွေအားပေးရကြိုနဲ့တဲ့အဖွဲ့တစ်ခုအနေနဲ့ဆက်လက်ပြီးတော့တောက်ပနေဦးမယ်ဆိုတာကတော့အသေးချာပါပဲကဲဒီလောက်ဆိုရင်တော့ one of the best global pop အဖွဲ့လို့တင်စားခံရတဲ့ကဆိုင်အဖွဲ့နဲ့ပတ်သက်ပြီးတော့သိသလောက်သိသွားကြပြီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ကတော့ပြေးပြီပါကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့တူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲတက်တာပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် bye